ချင်းလေးဆိုတော့ကျမအဲ့ဒါသူများပပဟိုညာရလေးပြုတ်သွားတဲ့ဟာကျမပြန်တက်လိုက်တယ်မှာကွဲကုန်ပြီဒီနေ့မှာကျတော့စင်ကာပူနိုင်ငံရဲ့အလှပတွေကိုရှုစားရမှာဖြစ်ပါတယ်ဒီမှာလေဟိုမနေ့စားတာစားတယ်တဲ့အောင်မိကေကိုတလေးထိုင်တဲ့ထောင်ရဲ့ဖူးစံချာဒီနေ့အောင်လေးရတူခါထိုင်ပြီပါကြည့်လားဒီဆောင်အောင်ရလာအောင်အရာကလည်းဝီးဒီလိုဆိုင်ကြတော့ဘာအပလိုတောင်စီရကလည်းဖတ်တော့တော့မင်းတို့ဆိုင်တော့တော့လိုပါရအောင်တော့ခါဆွဲလာတော့ဝီးအရာရအောင်မီးတော့ဝီးပလိုက်ရအောင်ခါဆွဲတယ်ဒါကြတော့သူတို့ရဲ့မြို့ပါလေဖြစ်နေတာရအဝေးအေးချမ်းများတဆင်းများဟာဒါဖနိုင်ကချင်းလဲဆိုတော့ဒီနေရာမှာလောကမထင်ခဲ့ဘူးကငါပေးခဲ့တယ်ဆိုတာဟိုရက်နဲ့တူတဲ့ခန်းလေးကိုငါပေးခဲ့လို့လေတကယ်မသိလို့ပါဒီရွာလေးကအဒီကိတောက်တဲ့ဒီမှာလားခေါ်လာပါဟာအမအရန်ပြော့အရန်ကျင်နဲ့ yes အေးခုလေးအတက်ပဲလားဒါကြောင့်တော့အမာရီနာဘေးဆန်နဲ့ကားတပိုင်းတပီကိုသွားဖို့ကားစီးနေတာပေါ့နော်တကယ်ချင်းတွေနဲ့ကားတပိုင်းတပီကိုဝင်လာမသိမော်ဆန်သွားတယ်လို့ပဲလာတယ်လို့ရှိရင်ခံစားရတာတမျိုးပဲသူတို့ရဲ့တန်စင်နဲ့သူတို့ဖွင့်ထားတာလေတစ်ပင်လေးနော်တစ်ပင်နော်တစ်ပင်နဲ့သူတို့မခောက်ဘူးစိုက်လာတာလူငါကနေမှနေမယ်နဲ့အားနေငါNo. No te pones bien ya para la talla. Ya le di.
ထွက်ဦးဆို အေးဟုတ်တယ် ဦးလေးကျ อยู่ได้อยู่gimana mama kilo နေပူတယ် Bye bye Singapore အရင်ပြောခဲ့ပါတယ်လို့လခိုင်ဟိုမလေးကျန်ကွင်းနဲ့တိခါအတောင်းဟိုမတရားဖောင်းနိုင်ဟောချက်ခေါ်ဖာဒူယူဖန်ရပတီယိုဟော